ပထမဆုံးစပွဲတို့မျိုးသမီးကပြောလိုက်လဲဆိုလို့ရှိရင် Hello welcome how many people ဆိုပြီးပြောလိုက်ပါတယ်အတိတ်ကတော့မင်္ဂလာပါကြိုဆိုပါတယ်လူကဘယ်နှစ်ယောက်လဲဆိုပြီးမေးလိုက်ပါတယ်ဒီအခါမှာဒီဘက်ကလာပြီးတော့စားသုံးတယ်စားသုံးသူက just one please ဆိုပြီးတော့ပြောလိုက်ပါတယ်အတိတ်ကတော့တစ်ယောက်ပါပဲကျေးဇူးပြုပြီးတော့စပွဲလေးစီစဉ်ပေးပါဆိုတဲ့အတိတ်ဖြစ်ပါတယ်ဒါဆိုရင်တေချာလေးပြန်ပြီးတော့နားထောင်ပေးပါကျွန်မထပ်ပြီးတော့ပြောပြပေးပါမယ်Hello, welcome. How many people? Just one, please. ဆိုပြီးတော့ပြောလိုက်တာပဲဖြစ်ပါတယ်ဒီခါမှာစပွဲတို့မျိုးသမီးကဘာထပ်ပြောလဲဆိုလို့ရှင် This way, please. Here is your table ဆိုပြီးတော့ပြောပါတယ်အတိတ်ကတော့ဒီဘက်ကိုလိုက်ခဲ့ပါလို့ပြောချင်တာဖြစ်ပါတယ်ဒီမှာကတင်ရဲ့စပွဲပါဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့စားတောက်ဆိုင်ကိုသွားတဲ့အခါမှာစပွဲတို့အမျိုးသမီးကသူကထိုင်ရမယ့်စပွဲလေးကိုပြပေးတာပေါ့နော်လူပေါ်မှာမူတည်ပြီးတော့꿰ပြရတယ်တယောက်တည်းဆိုလို့ရှိရင်တယောက်တည်းထိုင်တဲ့ခုံကိုသူကပြပေးလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်မိသားစုလားဒီပေါ်မှာမူတည်ပြီးတော့꿰ပြရတယ်အဲ့တော့သူကပြောလိုက်တာဒီဘက်ကိုကြွပါဆိုပြီးပြောလိုက်တာဖြစ်ပါတယ်ဒီအခါမှာ customer ကလည်းပြောလဲဆိုလို့ရှိရင် thank you ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒီချာလေးနားထောင်ပေးပါကျွန်မထပ်ပြီးတော့ပြောပြပေးပါမယ်This way, please. Here is your table. Thank you. ဖြစ်ပါတယ်။ဆိုတော့မြို့သမီးကဘာပြောလိုက်လဲဆိုရင် Here is the menu. Would you like something to drink? အတိတ်ပဲကတော့ဒီမှာကတော့ menu ပါတောက်စရာတစ်ခုခုလိုပါသလားတစ်ခုခုတောက်ချင်သလားဆိုပြီးတော့မေးလိုက်တာပဲဖြစ်ပါတယ်။ဒီအခါမှာဒီဘက်ကအမြို့သမီးကဘာပြောလဲဆိုလို့ရှိရင် Yes.I'd like a glass of water, please. ဆိုပြီးတော့ပြောလိုက်ပါတယ်။အတိတ်ပဲကတော့ဟုတ်ပါတယ်ဆိုတာဟုတ်ကဲ့ပါလိုပါတယ်။ရေတစ်ခွက်လောက်လိုချင်ပါတယ်ဆိုပြီးတော့အရင်ဆုံးရေတစ်ခွက်လောက်မှားလိုက်ပါတယ်။ဆိုတော့ဒီချာလေးနားထောင်မိပါနောက်တစ်ခါထပ်ပြီးတော့ပြောပြပေးပါမယ်။ Here is the menu. Would you like something to drink? Yes. I'd like a glass of water, please. ဖြစ်ပါတယ်။ပြီးတော့အခါမှာနောက်တစ်ခုကဇပွဲတို့မျိုးသမီးကဗာမေးလိုက်လဲဆိုရင် Are you ready to order ဆိုပြီးတော့မေးလိုက်ပါတယ်အတိတ်ပဲကတော့ order တင်ဖို့အဆင်သင့်ဖြစ်ပြီလားဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်မှာဖို့အဆင်သင့်ဖြစ်ပြီလားဆိုပြီးမေးလိုက်တာဖြစ်ပါတယ်ဒီအခါမှာဒီဘက်ကအမျိုးသမီးကဗာပြန်ပြောလဲဆိုရင် Yes I'd like the chicken fried rice ဆိုပြီးတော့ပြောလိုက်ပါတယ်သူဖြေလိုက်တဲ့အဖြေကတော့ဟုတ်ကဲ့ပါဆိုပြီးပြောချင်တာပါအဓိကတော့ဟုတ်ကဲ့ကျွန်မမှာချင်ပါတယ်ဘာမှာချင်လဲဆိုလို့ရှိရင်တော့ချက်ကြော်နဲ့ထမင်းနဲ့လိုချင်တယ်ပေါ့နော်ထမင်းကြော်ပေါ့ပြောရရင်တော့ထမင်းကြော်ကိုချက်သားနဲ့လိုချင်တယ်လို့ပြောလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စားတော့ဆိုင်သွားတဲ့အခါမှာ menu ကိုကြည့်တဲ့အခါမှာဘာမှမလဲဆိုပြီးလာပြီးမေးတဲ့အခါကျလို့ရှိရင်ကိုမှာချင်တာလေးကိုပြောတယ်ပေါ့နော်ပြောတဲ့နည်းလေးကိုလေ့လာခဲ့ရတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချာလေးနားထောင်ပေးပါကျွန်မနောက်တစ်ခါထပ်ပြောပြပေးပါမယ်Are you ready to order? Yes, I'd like the chicken fried rice. ဖြစ်ပါတယ်ဒီတစ်ခါမှာဇပွဲတို့မျိုးသမီးကဘာထပ်ပြောလိုက်လဲဆိုရင် Would you like anything else? ဆိုပြီးတော့ပြောလိုက်တယ်အတိတ်ပဲကတော့တခြားဘာမှကျင်သေးတယ်လေဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါမတခြားဘာလေးများထပ်ပြီးတော့မှာကျင်ပါသေးတယ်လေဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်ဒီအခါမှာဒီဘက်ကအမျိုးသမီးကNo, that's all ဆိုပြီးတော့ပြောလိုက်ပါတယ်။သူပြောချင်တာကတော့မမာတော့ပါဘူးမလို့တော့ပါဘူးဒီလောက်ပါပဲဆိုပြီးတော့သူကပြောလိုက်တာဖြစ်ပါတယ်။လုံလောက်ပြီပေါ့နော်။ဒါပါပဲဆိုပြီးပြောလိုက်တာဖြစ်ပါတယ်။ဆိုတော့ဒါဆိုလို့ရှိရင်တေချာလေးနားထောင်လို့ရအောင်ကျွန်မထပ်ပြီးတော့တစ်ခေါက်ထပ်ပြောပြပေးပါမယ်။တေချာနားထောင်ပေးပါ။ Would you like anything else? No, that's all ဖြစ်ပါတယ်။ဒီခါမှာစပွဲတို့မျိုးသမီးကဘာပြောလိုက်လဲဆိုရင် Okay, please wait a moment ဆိုပြီးတော့ပြောလိုက်တယ်အတိတ်ပဲကတော့ဟုတ်ကဲ့ပါကောင်းပါပြီခဏလေးစောင့်ပေးပါဆိုပြီးတော့ပြောလိုက်တာပေါ့နော်မှားရတဲ့ဟင်းမွေးပြင်ဆင်မှာဖြစ်တဲ့အတွက်ကြောင့်သူပြောလိုက်တာဟုတ်ကဲ့ပါမဒါဆိုရင်တော့ခဏလေးစောင့်ပေးပါဒီလိုလေးပြောလိုက်တာဖြစ်ပါတယ်ဒီခါမှာဒီဘက်ကအမျိုးသမီးကဘာပြောလဲဆိုလို့ရှိရင် Thank you ဆိုပြီးတော့ပြောလိုက်ပါတယ်အတိတ်ပဲကတော့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်။ဒီချာလေးနားထောင်ပေးပါကျွန်မနောက်တစ်ခါထပ်ပြီးတော့ပြောပြပေးပါမယ်။ Okay, please wait a moment. Thank you ဖြစ်ပါတယ်။
ဒီလိုနဲ့အစားအသောက်စားပြီးသွားတဲ့အခါမှာစပွဲတို့မျိုးသမီးကဘာပြောလဲဆိုလို့ရှိရင် How was your food မိကုံးမိလိုက်တာဖြစ်ပါတယ်အတိတ်ပဲကတော့အစားအသောက်ကဘယ်လိုရှိခဲ့တယ်လဲအမစားတာအဆင်ပြေလားဆိုပြီးတော့မေးလိုက်တာဖြစ်တယ်ပေါ့နော်အစားအသောက်ကဘယ်လိုမျိုးအခြေအနေရှိလဲကောင်းလားဆိုပြီးမေးလိုက်တာဖြစ်ပါတယ်ဒီခါမှာဒီဘက်ကလာစားတဲ့အမျိုးသမီးကဘာပြောလဲဆိုလို့ရှိရင် It was very good thank you ဆိုပြီးတော့ပြောလိုက်ပါတယ်အတိတ်ပဲကတော့အရန်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်စားရတဲ့အစားအစာရဲ့ရတာအရန်ကောင်းပါတယ်စားရတာအဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ပြန်ပြီးတော့ပြောပြပေးပါမယ်တေချာလေးနားထောင်ပေးပါ How was your food It was very good thank you ဖြစ်ပါတယ်ဒီဘက်ကအမျိုးသမီးကလည်းစားပြီးသွားပြီဖြစ်တဲ့ကြောင့်သူကငွေရှင်းမယ်ဆိုပြီးတော့ပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာငွေရှင်းမှုအတွက်ကိုဒီဘက်ကစပွဲတော်အမျိုးသမီးကငွေရှင်းပြီးသွားပြီဖြစ်တဲ့ကြောင့်မနော်ဒီ bill စာရွက်ကလေးယူလာပြီးတော့သူကပြောလိုက်လဲဆိုရင် Here is your bill ဆိုပြီးတော့ပြောလိုက်ပါတယ်အတိတ်ပဲကတော့ဒီမှာတင်ရဲ့ bill ပါဆိုပြီးပြောလိုက်ပါတယ်ပြောချင်တာတော့ဟုတ်ကဲ့ပါဒါကတော့အမရဲ့ချက်တင်ငွေ bill ဖြစ်ပါတယ်ဆိုပြီးပြောလိုက်တယ်ပေါ့နော်ဒီအခါမှာဒီဘက်ကအမျိုးသမီးကပြောလဲဆိုလို့ရှိရင် thank you အတိတ်ပဲကတော့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ကျမတို့ bill ဆိုတာကကျမတို့ပေးရှင်းမယ်ဆိုပြီးပြောတဲ့ပေးပြောတာဖြစ်တယ်ပေါ့နော်မြန်မာလိုဆိုရင်တော့ပေးရှင်းမယ်ဆိုပြီးပြောကြရပေါ့နော် English လိုကြတော့ကျမတို့ bill ဆိုပြီးတော့ပြောပါတယ် Here is your bill thank you ဆိုပြီးပြောလိုက်ပါတယ်ဒီစားလေးနားထောင်ပြီးပါကျမနောက်တစ်ခါထပ်ပြောပြပေးပါမယ် Here is your bill thank you ဖြစ်ပါတယ်အခုဆိုရင်တော့အတိတ်ပဲတေချာနားလည်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့ listening ကိုတေချာလေး focus လုပ်ဖို့အတွက်ကိုပြောချင်ပါတယ်အားလုံးတေချာနားထောင်လို့ရဖို့အတွက်ကိုကျမတစ်ခေါက်ထပ်ပြီးတော့ပြောပြပေးပါမယ်တေချာလေးနားထောင်ပေးပါလို့ပြောချင်ပါတယ်ဒါဆိုကျမတို့စလိုက်ပါမယ် Hello welcome how many people just one please This way please here is your table thank you Here is the menu. Would you like something to drink? Yes, I'd like a glass of water, please. Are you ready to order? Yes, I'd like the chicken fried rice. Would you like anything else? No, that's all. Okay, please wait a moment. Thank you.How was your food? It was very good, thank you. Here is your bill. Thank you. အခုဆိုရင်တည်တည်ချာချာလေးနားထောင်ပြီးသွားပြီ။စာကြောင်းတွေအားလုံးကိုလည်းနားလည်သဘောပေါက်သွားပြီဖြစ်တယ်ပေါ့နော်။ဆိုတော့ကျမအနေနဲ့ကျောင်းသားကိုလုပ်စီချင်တာကတော့ဒါကိုထက်ခါနားထောင်ပါထက်ခါလေ့ကျင့်ပါထက်ခါလိုက်ပြောပါလို့ကျွန်မပြောချင်ပါတယ်ဒီလိုမျိုးလိုက်ပြောတာက speaking အတွက်ကိုအများကြီးအထောက်အကူပြုစေပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်ဒီနေ့လေးလာခဲ့ရတဲ့ conversation လေးကအရင်ကအသုံးဝင်တဲ့စကားပြောလေးတစ်ခုဖြစ်ပါတယ်ကိုယ်တိုင်စားသောက်ဆိုင်သွားတဲ့အခါမှာလည်းဘယ်လိုမျိုးမှာမလဲမေးလို့ရှိရင်ဘယ်လိုပြန်ဖြေမလဲဆိုတာလေးတွေကိုလေ့လာတယ်လို့လည်းဖြစ်ပါတယ်နောက်ပြီးတော့ကိုယ်တိုင်စားသောက်ဆိုင်မှာအလုပ်လုပ်တဲ့သူတယောက်ဆိုလို့ရှိရင်လည်း customer တွေလာတဲ့အခါမှာဘယ်လိုမျိုးဆက်ဆံရမလဲဆိုတာလေးကိုလေ့လာလို့ရတဲ့ conversation လေးတစ်ခုဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ထက်ခါလေးလာတဲ့အခါကျလို့ရှိရင်ပို့ပြီးတော့တည်တတာတိုးတက်လိမ့်မယ်အသုံးလဲဝင်ပါလိမ့်မယ်လို့ကျွန်မကပြောချင်ပါတယ်ဒါဆိုရင်တော့ကျမတို့ရဲ့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျမတို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်ပြီးတော့ကျမတို့ရဲ့ channel ကိုဗီဒီယိုလေးတွေတင်စီချင်တယ်ဆိုလို့ရှိရင်လည်းဘယ်လိုဗီဒီယိုအမျိုးအစားလေးတွေကိုတင်စီချင်လဲဆိုတာကိုဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေပေးသွားလို့ရပါတယ်လို့ပြောချင်ပါတယ် Bye for now see you in the next video